အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုကတော့ knowledge sharing ဗီဒီယိုပါဘာ knowledge sharing လဲဆိုတော့ကျွန်တော်တက်ကြွတဲ့ပညာရပ်လေးတွေကိုကျွန်တော်မျှဝေပေးချင်တာပဲဖြစ်ပါတယ်ဒါကဘာလဲဆိုတော့ကျွန်တော်တို့စကားပြောတဲ့အတတ်ပညာပေါ့ဗျာစကားပြောတဲ့အတတ်ပညာမှာဆိုရင်တော့ဒါအားလုံးသိကြပါလိမ့်မယ်ဟာသူကအပြောကောင်းတယ်သူကအပြောကောင်းတယ်ဆိုဒါမျိုးတွေကလူတိုင်းခံစားလို့ရပါတယ်လူတိုင်းခံစားလို့ရတယ်နားလေသိလို့ရတယ်ပေါ့ဗျာအဲ့ဒါဆိုရင်ကိုကရောအပြောကောင်းတဲ့သူဖြစ်လို့မရဘူးလားပေါ့နော်ကျွန်တော်လူတိုင်းကိုအပြောကောင်းတဲ့သူတွေဖြစ်စေချင်တယ်ကျွန်တော်တို့လိုမျိုး presenter MC ဆိုတဲ့ career ကိုလောက်ကင်သည်ဖြစ်စေမလောက်ကင်သည်ဖြစ်စေဘယ်နဲ့ပဲမှာပဲဖြစ်စေပေါ့ဗျာအပြောကောင်းတဲ့သူတွေကကြတော့လုပ်ငန်းဆောင်တာတွေမှာတော်တော်လေးတဝက်လောက်ကိုခရီးရောက်တာမျိုးမြင်တွေ့ရတဲ့ခါကျတော့ကျွန်တော်မျှဝေချင်တာဖြစ်ပါတယ်ဆိုတော့အပြောကောင်းဖို့အတွက်ဆိုလို့ရှိရင်ကတော့အများကြီးမစင်စားသေးနဲ့ပထမဦးဆုံးအခြေခံအဆင့်ကနေကျွန်တော်စပြီးပြောပြချင်တယ်အပြောကောင်းဖို့ကကြတော့ပြောတယ်ဆိုတာကျတော့ဗဇက်ကပြောတာပေါ့နော်ဗဇက်ကပြောတာဖြစ်တယ်ဆိုပေမဲ့လို့အဲ့ဗဇက်ကနေထွက်လာဖို့တော့ကကြကျွန်တော်တို့အတွေးတွေကနေစပြီးတော့မြစ်ဖြားခံပါတယ်အဲ့တော့အပြောကောင်းဖို့တော့ကကြတော့အတွေးကောင်းဖို့လိုပါတယ်အဲ့တော့အတွေးကောင်းဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကကိုယ့်ရဲ့အတွေးတွေကကောင်းနေဖို့လိုတာပေါ့အဲ့အတွေးကောင်းဖို့အတွက်ကိုနောက်တစ်ဆင့်ဘယ်ရမြစ်ဖြားခံလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အကောင်းမြင်စိတ်ရှိဖို့လိုပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့အပြောကောင်းတဲ့သူတယောက်ဖြစ်လာဖို့အတွက်ဘယ်လိုပြောရမလဲဆိုတဲ့နည်းစနစ်တွေကိုကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးမျှဝေပေးပါဦးမယ်အဲ့တော့အရင်ဆုံးအဆင့်ကျွန်တော်တို့စူးစမ်းကြည့်ရမှာကတော့ကျွန်တော်တို့အပြောကောင်းတဲ့သူဖြစ်လာဖို့အတွက်ကအတွေးကောင်းဖို့လိုပါတယ်အဲ့အတွေးတွေကောင်းဖို့အတွက်ကောင်းကောင်းတွေးနိုင်ဖို့အတွက်ကကြတော့အကောင်းမြင်စိတ်ရှိဖို့လိုအပ်ပါတယ်ဒါဘယ်လိုအခြေအနေမျိုးမှာပဲမဆိုဘယ်လို condition မှာမျိုးမဆိုကျွန်တော်တို့ကတစုံတစ်ခုအဖြစ်ပြက်တစ်ခုအကြောင်းအရာတစ်ခုတစုံတစ်ယောက်ဒါမျိုးကိုကျွန်တော်တို့ကမြင်ပြီးဟေ့ဆိုတဲ့အချိန်မှာကိုကအကောင်းမြင်တဲ့စိတ်လေးဖြစ်အောင်အရင်စူးစမ်းကြည့်ပါအဲ့ဒီခါကြလို့ရှိရင်ကျွန်တော်တို့ကအကောင်းမြင်ပေးတာများလာတဲ့ခါကျရင်ကျွန်တော်တို့အတွေးတွေကလည်းကောင်းလာပြီးတော့ပြောတဲ့အပြောတွေပါလိုက်ပြီးကောင်းလာပါလိမ့်မယ်ဒါကအခြေခံအဆင့်ပထမဦးဆုံးအဆင့်ဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီဟာလေးကိုအရင်စူးစမ်းကြည့်ပါဒီကနေတစ်ဆင့်နောက်တစ်ဆင့်တက်လာတဲ့ခါမှာတော့ကျွန်တော်တို့ဘယ်လိုမျိုးစကားအထားအတူတွေအသုံးအနှုန်းတွေလေယူလေသိန်းတွေအတန်အနေအမြင့်အတက်အကျအဖိအဖော့မျက်နှာဘေးပေါ့ facial expression ပေါ့မျက်လုံးအကြည့် eye contact ပေါ့ကိုနေဟန်တာ body language ပေါ့ဒါတွေကိုကျွန်တော်တစ်ဆင့်ချင်းစီတစ်ဖြည်းဖြည်းမျှဝေပေးပါမယ်ခင်ဗျာကျွန်တော်အချိန်ရအောင်လည်းကျွန်တော်စူးစမ်းပြီးပြောပေးပါမယ်ကျွန်တော်ဒီလိုမျိုးတွေမပြောပေးတာကြာတော့လေအဲ့တော့ဒီနေ့ကနေစပြီးတော့ကျွန်တော်အတက်နိုင်ဆုံးစူးစမ်းပြီးပြန်ပြောပေးပါမယ်ကျွန်တော်ရဲ့အလုပ်တွေလည်းတင်ရင်းပေါ့ကျွန်တော်ဒီ knowledge sharing တွေလည်းတင်ရင်းနဲ့ကျွန်တော်စူးစမ်းပါမယ်ခင်ဗျာကျေးဇူးများကြီးတင်ပါတယ်